ရေချက်ကိုသိရှိလိုပါတယ်နောက်ပြီးတော့ဖုံဖုံရဲ့လက်ရှိရဟန်းဘဝပေါ်ရက်တိချက်နဲ့ရေချက်2မျိုးကိုလည်းသိချင်ပါတယ်ရှင်ဗျာသာသနာပေါင်းဘာကြောင့်ဝင်လာတယ်လဲဆိုကိုရင်ဝတ်တာ10နှစ်ဆိုတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလည်းငယ်ငယ်တည်းကဘုန်းကြီးကျောင်းမှာနေတာဆိုတော့ဘုန်းကြီးဘဝကိုဘာလဲလုံးမဟုတ်ဘူးဘုန်းကြီးတွေနဲ့ယဉ်နှီးသည့်အတွက်ကြောင့်ကိုယ့်ပတ်ဝန်းကျင်ဖြစ်လာတာပေါ့နော်တင်ပါဗျာကိုယ့်ပတ်ဝန်းကျင်ဖြစ်လာလို့အကောင်းဆုံးမသိပဲနဲ့ဝင်လာတာပါပဲမိဘကလည်းပဲကိုရှိရလည်းပဲကိုနဲ့တတူရွယ်သူတွေသင်္ကန်းဝတ်ကြတယ်ဟိုရှင်ပြူတယ်ဆိုတော့ကိုလည်းအဲ့လိုလုပ်ချင်တယ်ပေါ့ဖုံဖုံအနေနဲ့ဆရာဝန်တို့အင်ဂျင်နီယာတို့စီးပွားရေးသမားတို့ဖြစ်လို့တဲ့စံတော်မရှိခဲ့ဘူးလားအဲ့ဒါလည်းတောမှာဆိုတော့ဖုံတို့စီမှာဆရာဝန်တို့အင်ဂျင်နီယာတို့အချင်းကခင်မစားဘူးတင်ပါဗျာခင်မစားတော့ဖုံအနေနဲ့ဖြစ်ချင်စိတ်တိတ်မရှိဘူးတင်ပါဗျာဒါပေမဲ့ငယ်တော့ကတော့အဲ့ဒီသဘုံတွေပါတယ်ရှိတဲ့အခါကျတော့စစ်တိုက်တော့စစ်ပူတော့ဖြစ်ချင်တဲ့စိတ်တစ်ခါပေါ်ဘူးတယ်တင်ပါဗျာအနီးဆဆုံးကတော့ကိုကဘုန်းကြီးကျောင်းမှာကြီးလာတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သာသနာ့ဘောင်နဲ့ဝင်တာဟာပတ်ဝန်းကျင်ကြောင့်ဝင်တယ်လို့ပဲကိုယ့်ကိုပြန်သုံးသပ်မိတယ်ပေါ့နော်မှန်ပါဗျာမှန်ပါဗျာသာသနာ့ဘောင်နဲ့ဝင်ရတဲ့ရည်ရွယ်ချက်လို့ဆိုတာလဲကြီးကြီးမားမားမရှိခဲ့ဘူးပါဘူးဘုန်းကြီးမှန်ပါဗျာတင်ပါကိုယ့်တွေကလည်းဘုန်းကြီးဝတ်ကြတယ်ဆိုကိုယ့်တွေရဲ့ခင်မင်းတဲ့စိတ်နဲ့ပဲဝင်လာပြီးတော့ဘာလို့မဲဆိုရည်ရွယ်ချက်လဲကြီးတော့မရှိပါဘူးတင်ပါဗျာနောက်ပိုင်းရောက်တဲ့အခါကျတော့စာသင်ရတယ်စာသင်ပြီးတဲ့အခါမှာဆောင်းဝဲဖြေတော့ဆောင်းဝဲအောင်မှုဆိုတဲ့ကြိုးစားတဲ့စိတ်ကတော့ဖြစ်လာတင်ပါဗျာဆောင်းဝဲအောင်လုပ်မယ်ဆိုရယ်ဆောင်းဝဲတဒံပြီးအောင်နေအဲ့ဒီဘက်ကိုတော့ဒါတွေကိုအောင်ကျင်တဲ့စိတ်ကလွှမ်းမိုးလာတယ်နောက်ပိုင်းကျတော့တင်ပါဗျာအဲ့တော့ကိုယ့်ကိုကြိုးစားလာတယ်နောက်ပိုင်းကျတော့တင်ပါဗျာအခုရဟန်းဘဝပေါ်မှာလက်ရှိယတ္တိချက်နဲ့ရည်ရွယ်ချက်ဆိုတာကြတော့ဘုရားအခုအသက်ရွယ်လဲအသက်80တဲ့ရောက်လာပြီဆိုတော့လေတင်ပါဗျာရဟန်းဘဝနဲ့ဘုရားရဲ့ရည်ရွယ်ချက်ကိုပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတာတဲ့ပါဠိပိဋကတ်တွေကိုလူတိုင်းသိစေခြင်းနဲ့သိအောင်လုပ်မယ်ဆိုရည်ရွယ်ချက်ရှိတယ်။ဘုရားပညာဘူမိဆိုတဲ့တက္ကသိုလ်တစ်ခုကိုတည်ထောင်ပြီးတော့နှစ်စဉ်လဲပြင်ဦးလည်းမှာဝါတွင်ချိန်မှာဆိုရင်နှစ်စဉ်လဲသင်တန်းတွေပို့ချပေးတယ်။တင်ပါဗျာ။ပါဠိကနေပြီးတော့မြန်မာလိုရှင်းပြပြီးတော့သင်တန်းပို့ချတဲ့နည်းဟင်းတော့ကော်ပီတွေပေးပြီးတော့ reading and comprehension ပေါ့ဖတ်ပြီးနားလဲတဲ့အဆင့်ပိဋကတ်စာပေအရင်ကိုလူတွေကိုသိစေချင်တဲ့သိအောင်လုပ်ပေးမယ်ဆိုရည်ရွယ်ချက်ရှိတယ်ဘုံတင်ပါဗျာဒီမှာဝိသုဒ္ဓိမဲ့လည်းသင်ကြားပို့ချပြီးပြီနိုင်ငံသားတွေကိုလည်းဘုံနှစ်ပေါင်း10နှစ်တက်မကနိုင်ငံသားတွေကိုလည်းပါဠိကနေပြီးအင်္ဂလိပ်လိုရှင်းပြပြီးသင်ကြားပို့ချပေးတယ်တင်ပါနှစ်တိုင်းပဲသင်ကြားပို့ချအဲ့ဒီဟာကပို့ပြီးတော့စောတယ်ဘုံတင်ပါဗျာအနှစ်20လောက်ရှိပြီသူတို့ပို့ချပေးတာနိုင်ငံသားတွေကပို့များတယ်နိုင်ငံသားတွေပို့ချပြီးမှအခုဗမာတွေပို့ချတာက9နှစ်6နှစ်ပဲရှိသေးတယ်ဖုံကိုယ်တိုင်ပို့ချရလားဗျာဟုတ်တယ်ဖုံသင်လို့တဲ့အကြောင်းအရာတွေကိုဖုံကိုယ်တိုင်ပို့ချပေးတယ်မနှစ်ကဆိုလို့ရှိရင်သင်တန်း4ချိန်ဖွင့်တယ်တစ်ချိန်မှာအများဆုံးချိန်က600လောက်ရှိတယ်အနည်းဆုံးချိန်က400ရှိတယ်သင်တန်းဆင်းတာအဲ့လောက်ရှိတယ်လူတွေဒီမှာသင်တန်းတက်ကြတယ်အပြီးတော့မှသင်ပေးတယ်နောက်ပြီးတော့ဝိသုဒ္ဓိမတ်တို့လိုဟာမျိုးသင်ပေးတယ်နေ့စဉ်ဘဝမှာနေထိုင်အကြောင်းအရာတွေကိုရှင်းလင်းဟောဘုရားဟောတဲ့တရားတော်တွေကိုသိအောင်လုပ်ပေးတယ်အခုဒီနေ့တော့ဘာကြီးပဲတော့ဆိုဘုံကမြတ်စွာဘုရားဟောတဲ့ပိဋကတ်သုံးပုံနဲ့သုတ်တံပါဠိတွေကိုလူတွေနားလဲသဘောပေါက်အရင်ကလည်းသင်ပေးဘူးတယ်မဟာသရိပ္ပဏသုတ်ကိုပို့ချချက်ဆိုတာရှိတယ်တခါသူတို့တရိပိရှိနေရလွှဲတယ်လို့တော့ပြောတယ်တင်ပါဗျာဘုံသင်ပေးတာတွေကိုသင်တန်းတွေကိုပို့ချပေးတယ်လို့ပြောတယ်တင်ပါဗျာဟိုလွှင့်ပေးတယ်တဲ့အဲ့ဒါတင်ပါဗျာအဲ့လိုပေါ့လူတွေကိုဘုံကမြတ်စွာဘုရားဟောတဲ့တရားတွေပိဋကတ်သုံးပုံထင်ရှားရှိနေတော့အဲ့ဒီပိဋကတ်သုံးပုံအတိုင်းကိုယ်အားဘောမဟုတ်ဘူးမြတ်စွာဘုရားနားလဲအောင်ရှင်းပြတဲ့ဟာကိုဘုံလုပ်ချင်တယ်မြန်မာပြည်မှာအခုလိုကိုယ်အသက်ရှိနေသမျှကာလပတ်လုံးပါဠိဘာသာနဲ့မြတ်စွာဘုရားဟောထားတဲ့တရားတွေပိဋကတ်သုံးပုံလို့ဆိုတဲ့နိကေ900ဆိုတာသူကစာအုပ်ရည်အဖြစ်ပါဠိလိုရေးထားတဲ့အုပ်40အဲ့ဒီအုပ်40မှာတုံးတို့ကိုစာမျက်နှာ300နီးပါးလောက်ရှိတယ်တင်ပါဗျာဖြတ်မြချင်းတွက်လိုက်မယ်ဆိုရင်အုပ်ရည်စာမျက်နှာ1000ကျော်2000လောက်ရှိမှာပေါ့နော်တင်ပါဗျာနောက်အဲ့ဒါကိုဖွင့်ဆိုတဲ့အထက်ကရာက52အုပ်ဒီက26အုပ်ပေါ့တင်ပါဒီတဲ့နည်းနည်းပါပို့တာလည်းရှိတယ်တင်ပါဗျာအဲ့လိုပေါင်းလိုက်ရင်ပ
ပါဠိပိဋကစာအုပ်ဟာ115အုပ်ရှိတယ် တင်ပါဗျာ ဘယ်ဘာသာတရားမှဒီလောက်သင်ကြားပို့ချချက်တွေကိုမှတ်တမ်းတင်ထားတာမရှိဘူး တင်ပါဗျာ ဒီပါဠိဘာသာနဲ့ရေးထားတဲ့စာဖြစ်သည့်အတွက်ကြောင့် language လက်လန်းမမီလို့တမန်လူတွေဟာဖတ်နိုင်မှုအရာခက်ခဲတယ်အဲ့ဒါကိုဘုန်းကြီးရဲ့စိတ်ထဲမှာဘုရားဘာသာဝင်မြန်မာလူမျိုးတွေပေါ့ကိုယ်နိုင်ငံလူတွေစိတ်ဝင်စားတဲ့လူတွေရဲ့လက်ထဲကိုမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုတစ်ခါအတိအကျပေးဖို့မြတ်စွာဘုရားရဲ့ message တွေကိုလူတွေရဲ့ရှင်တဲ့နှလုံးထဲမှာရောက်စေခြင်းနဲ့စိတ်ရှိတယ်တရားဟောတာလည်းအဲ့ဒီရွယ်ချက်နဲ့ဟောတယ်အခုတရားဟောရုံနဲ့လည်းမလုံလောက်ဘူးသင်တန်းတွေလည်းပို့ချပေးမယ်ဆိုပြီးအခု90တော်မှာပညာဘူမိတက္ကသိုလ်ဆိုတာစတင်ဆောက်နေပြီတင်ပါဗျာ အဲ့ဒီတက္ကသိုလ်မှာဒီပိဋကခုနအုပ်ရည်118အုပ်ကိုသင်တန်းစာအုပ်အနေနဲ့စစ်ဘတ်အနေနဲ့အသုံးချမှာ တင်ပါဗျာ curriculum တို့ဆိုလို့အနေနဲ့အသုံးချပြီးတော့အဲ့စာအုပ်တွေကိုလူတွေရဲ့ရင်ထဲနှလုံးထဲရောက်အောင် selected သုတ်တတွေကိုထည့်ပြီးတော့ဘုံကရွေးချယ်ပြီးတော့လုပ်ဖို့အခုအဲ့ဒါကိုစီမံနေတယ်ပေါ့နော် တင်ပါဗျာ အဲ့ဒါကိုစီမံနေတယ်လူတိုင်းပိဋကသုံးပုံနဲ့အနှစ်ချုပ်တွေကိုသိအောင်လို့အဲ့ဒါကိုလှုပ်ချင်တဲ့ရည်ရွယ်ချက်ရှိပါတယ် ဘုံဘုံအနေနဲ့ဘာကြောင့်ဖျားဟောဒီပိဋကတရားတော်တွေလူတွေရဲ့ရင်ထဲကိုရောက်ရှိစေခြင်းနဲ့လဲဖျားအဲ့တရားတော်တွေကိုရင်ထဲရောက်ရှိခြင်းအဖြစ်ဘာများကောင်းကျိုးချမ်းသာရနိုင်မှာလဲဖျား လူတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုရှင်ထဲရောက်သွားလို့ရှိရင်အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးနားလည်သွားမယ်လှုပ်တင်တာတဲ့မလှုပ်တင်တာတွေကိုသူတို့နားလည်သဘောပေါက်သွားတော့စိတ်နှလုံးအေးချမ်းမှုကိုအထိုက်လျောက်ရရှိသွားမယ်ကြိုးစားအထုတ်မဲ့ဆိုရင်ဘဝရဲ့အထိပ္ပယ်နဲ့ဒီအသိဉာဏ်ကိုအကြောင်းပြုပြီးလူတွေဟာသူတို့ရဲ့ဘဝယက်တည်မှုတွေဟာမှန်ကန်လာနိုင်တယ်ပေါ့ တင်ပါဗျာ မှန်ကန်လာနိုင်ပြီးတော့အပြစ်ကင်းတဲ့ဘဝမှာစိတ်နှလုံးအေးချမ်းစွာနေထိုင်သွားပြီးဒီတဲ့ဆက်လက်ပြီးတော့တရားဥတရားမြတ်ထီအောင်နောက်ဆုံးရောက်သွားနိုင်အောင်ရောက်စေခြင်းနဲ့စိတ်ဓာတ်နဲ့ဒီဟာကိုလုပ်ပေးတာ တင်ပါဗျာ ရတော့အဖြစ်ဘုရားတရားတော်တွေကိုမသိကြလို့လူတွေဟာမှားယွင်းချွတ်ချော်ပြီးတော့လမ်းမှားတွေလိုက်ပြီးဒုက္ခရောက်ကြတာဟုတ် မှန်ပါဗျာ ဘုရားတရားတော်တွေသိလို့ရှိရင်ဆင်းရဲဒုက္ခတွေလွတ်မယ်လို့ထင်တယ်အခုလေဘုန်းစီမှာ feedback တွေခဏခဏရောက်ပါတယ်လူကိုယ်တိုင်လာလျှောက်ကြတာတွေတဲ့ညားပါတယ် မှန်ပါဗျာ မှတ်တမ်းတင်မထားတာပဲရှိတယ်။တချို့ဆိုရင်ရဲသေးစားတောက်စားပြီးတော့စိတ်နှလုံးဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာတရားနာပြီးတော့ခုရဲသေးစားပျောက်ပြီးလူကောင်းသူကောင်းဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေလည်းသူတို့ကိုယ်တိုင်လာလျှောက်တယ်။ဒီပြည်တော်ကအမျိုးသမီးတယောက်ဆိုရင်သူကသူတတ်သိမလို့သူသုံးခါထိအောင်ကြိုးစားဦးတယ်တဲ့။အခုတော့တရားတွေနာပြီးတော့ခုသူကသူတတ်မသိတော့ဘူးသူဘဝမှာသူအသိဉာဏ်ရပြီးတော့ဘဝရဲ့တန်ဖိုးကိုသိလာတယ်ဆိုတာကိုဖုံးစီကိုလာလျှောက်ဖူးတယ် တင်ပါဗျာ အဲ့လိုလျှောက်တဲ့ပုံကိုယ်တွေလည်းမနေဘူးရှိတယ် တင်ပါဗျာ နော်အဲ့တော့ဒါအကျိုးရှိတယ်လို့ဘုံဘုံကလည်းယုံကြည်တယ် တင်ပါဗျာ တရားနာလိုက်တာနဲ့လူတွေဟာစိတ်နှလုံးအေးချမ်းမှုကိုရရှိသွားတယ်အဆိုးတွေကလွတ်မြောက်သွားတယ်ဆိုတာအဲ့ဒါအတွက်ပါပဲဘုံဘုံကယတ္တိချက်နဲ့ရည်ရွယ်ချက်ကတော့အဲ့ဒီအတွက်ကိုကုညီပေးချင်တာအားလုံးကိုအသိဉာဏ်ပေးချင်တယ်အသိဉာဏ်ပေးရင်သူတို့ရဲ့စိတ်နှလုံးအေးချမ်းမှုကိုရမယ်လို့ယုံကြည်တယ် တင်ပါဗျာတင်ပါဗျာဒီဥစ္စာတော့နောက်ဆုံးမေးခွန်းပဲဖြစ်ပါရှင်ဗျာ